သူဆိုလို့ရှိရင်ဆရာမတို့စီရောက်လာတဲ့အချိန်မှာမတ်တက်ကြီးလက်ကအဲ့လိုမျိုးမြောက်ရဲ့ကြီးပေါ့နော်ဒိတ်ထက်တော့ပုံမြောက်သေးတယ်နော်လက်ကနော်အခုလက်ကလေးချလိုက်ပါအောင်ဟောချပြီလက်ကလေးပိုက်ပြီခြေထောက်ကလေးကိုမြောက်လိုက်ပါအောင်ကဲဒီခြေထောက်လေးမြောက်ဟောဘက်ခြေထောက်မြောက်အဲ့လိုတွေပြပြောင်းသူကစက်ရုပ်လိုပေါ့နော်ရောက်ခါစားတော့ခြေထောက်ကြီးကကာကြီးနဲ့ဟိုအယုတ်ကြီးလိုမျိုးပေါ့နော်အဲ့လိုမျိုးနေထားနေဒူးကောင်းလေးစုလိုက်ပါအောင်ဒီကောင်းလေးစုလိုက်ပါတော့ဒီကောင်းစုတတ်တယ်တွေ့လားဒါကျမစက်ရုပ်တစ်ခုကိုအသက်သွင်းလိုက်တာနော်ဆရာမလေး तू ကကျမကိုတစ်ခါလေကြလေဒူနာဆိုတော့ကြည်တယ်မြတ်တော်မခတ်ဘူးမျက်လုံးကလေမြတ်တော်မခတ်တဲ့ခါကျတော့ဆရာမတစ်ခါကျတော့လက်နာပေါ့နော်အသက်မရှိရလားတကူလုံးကလေတောင်းနေတယ်ပေါ့နော်တကူလုံးကတောင်းနေအသက်မရှိရလားဆရာမတို့စီကိုဆရာမအသက်ပြန်သွင်းရတယ်လို့ဖြစ်တဲ့ခါကျတော့ခုလိုမျိုးခက်အသက်ပိုသွင်းရတယ်လို့ဆိုတော့ဆရာမပိုတန်ပိုးထားတယ်ဒါတော်တော်ကြီးလောက်ခဲ့ရလေသူနဲ့ဆရာမလည်းဆိုနဗန်းလုံးရတယ်လို့ပဲနော်ဒီဟာတွေလောက်ရတာနော်လေဘင်းတွေလောက်ရတာဘာညာအဲ့လိုမျိုးလေဘင်းတွေနောက်ပြီးတော့ဒီလက်တွေခြေထောက်တွေဒီအတွင်းကြောတွေဟောဒီအတွင်းတွေအကြောတွေလည်းနှိုက်ရတယ်ဒီပေါင်ကြောတွေလည်းနှိုက်ရတာသူ့အဲ့လိုနှိုက်လို့ပြော့သွားနော်ဟုတ်တယ်နော်အခုဆိုစကားတွေပြောနိုင်လားစကားလုံးဝမပြောတာမပြောနိုင်လာပြီနော်ပြောပါဦးနာမည်ဘယ်သူလဲနာမည်ဘယ်သူလဲဘလို့အောင်ကျော်ခိုင်းတဲ့ဒါဆီယမစီမရောက်လာပြီးမှ2ရက်3ရက်လေးပဲရှိသေးတယ်ပြန်ပြောနိုင်ရတဲ့လူပေါ့နော်ဒါအကုန်လုံးလူနာတွေအကုန်လုံးလက်ရှိမှာပဲဒါလက်တွေ့ပေါ့နော်ဆီယမလုံးဝဒါပွင့်လင်းမြင့်တာစွာနဲ့ပြောပြတာနော်သူ့ဆီယမတို့ကဒီလိုမျိုးစကားပြောနိုင်တဲ့အနေထားနဲ့ရောက်လာတာမဟုတ်ပါဘူးဒီမြင့်တောင်လေးဆိုလည်းမခတ်နိုင်ပါဘူးရောက်လာတော့မခတ်နိုင်ဘူးဒီမေးကြောကြီးဆိုမာတောင်တာအခုမှကျန်တယ်မှာပြော့တယ်ကျမကြည့်တော့ဒီဟာတွေဆွဲနိုင်လာတာအခုဒီဒါတဘာဝပေါ့နော်တဘာဝဖြစ်သွားပြီဒါကြတော့တဘာဝအတိုင်းဒီမှာလေဘင်းကျဒီမှာကျဆွဲလို့ရပါ ਈ လေဘင်းကြောဆိုရောက်လာတော့ဓာကြီးတွေခိုင်းနေတာအာယုံကြောတွေကုန်ခိုင်းနေတော့သူ့တက်တအားခက်ခဲပါတယ်သူနေရထိုင်ရတာလဲနော်တောင်းတောင်းကြီးလေအဲ့တော့ဆမတော့ဝမ်းတာလို့သူစကားပြောနိုင်လို့ဆမတော့လူဘုတ်ကိုရပေါ်တင်ပေးလိုက်တာခုလိုမျိုးလူတွေရှိသေးတယ်မြန်မာနိုင်ငံမှာဒီလိုမျိုးလူတွေအများကြီးရှိတယ်တိသွားပါစေတော့လမ်းစာရပါစေတော့ဆိုတဲ့အနေနဲ့စေတနာနဲ့လူမှုကွန်ရက်ပေါ်တင်ပေးလိုက်တာဆမ်မတို့စီမှာသူ့လိုမျိုးလာကူတယ်လို့ဆမ်မ9ယောက်ရှိသွားပြီအောင်မြင်ခဲ့တာပေါ့နော်ဒါပေမဲ့တီးတဲ့လူပဲတိမှာလေမတိတဲ့လူဆိုတော့မတိသေးတဲ့အခါကျတော့ဆမ်မတို့လက်ကမ်းစာဆောင်နဲ့လိုက်ပြီးတော့ကြော်ညာနေတဲ့လူမဟုတ်တဲ့အတွက်လူမှုကွန်ရက်မှာသူ့လိုမျိုးလေးတွေရှိခဲ့သည်ရှိတော့လမ်းစာတစ်ခုရအောင်လို့ဆမ်မတို့ကလူမှုကွန်ရက်ပေါ်တင်လိုက်တာပါဆမ်မတို့ဒီမှာလိန်စားတာလားမင်းတို့စီပေါ့ဆမ်မတို့ကဲမဟုတ်ဘဲနဲ့ပြောတာလားမဟုတ်ဘဲနဲ့ဆမ်မပြောလားမျိုးဘူးတဲ့တွေ့ရမလားဒါသူကိုယ်တိုင်ပြောင်းလဲသွားတာသူကိုယ်တိုင်သိပါတယ်ဒါအဲ့ဒါကိုဆမ်မတော့လိန်နာမဟုတ်ပါဘူးဆိုတာကိုသိစေချင်တယ်ပေါ့အားလုံးအခုလိုမျိုးလေးပြောပြပေးရလဲရန်ကျေးဇူးတင်နေဘယ်မြို့နေရလဲကြောက်ကြောက်ဖြူတဲ့အဖေနာမည်ဦးကျော်လာကဦးကျော်လာစန်းတဲ့အဖေနာမည်ကျော်ခေါ်ခိုင်းညီမလေးရှိလားရှိတယ်နာမည်ပြောညီမနာမည်မိုးစန္ဒာဦးတဲ့ဒါသူ့စီကဆမ်မတို့အခုမှသိရတဲ့နာမည်ပါအစ်စ်တွေပါဆမ်မတို့လုံးဝမသိပါဘူးနော်ညီတွေရောရှိလားရှိကညီနာမည်ဘယ်သူလဲညီမဒီနမအောင်ကျော်ခိုင်းအေးကျေးဇူးတင်တယ်ဘာဖြစ်လို့ဆိုတော့ဒါဆမ်မရဲ့လှုပ်ပေးလိုက်တဲ့ရက်လက်ပေါ့နော်ကောင်းကျိုးရက်လက်တွေပါလူတယောက်စကားပြောဖို့ဆိုတာအရင်ကတ်ပါတယ်သူများနှိပ်စက်နေတော့သူပြန်ပြောနိုင်မှပြန်မပြောနိုင်ရင်သူများဘာလို့ခံရမဲ့လူတွေပြန်မပြောနိုင်လို့ကိုကပြန်မပြောနိုင်တော့သူများဘာလို့ပဲလို့ဘလို့ပဲပြုမှုဆက်ဆံတဲ့အခါမှာအရင်တပန်းရှုံးတယ်မတော်နိုင်မလားနိုင်တရွဆွဲသွားလို့ရတယ်မပြောနိုင်တာအရင်ခတ်တယ်နော်လူဘွားမှာလေအဲ့ဒါကြောင့်ဆရာမတို့ကသူ့ကိုပြောနိုင်တဲ့အစ်စ်နေမလှုပ်ရှားလက်ကလေးချပါအောင်လက်ကလေးဆန့်လိုက်အောင်ကဲလက်ကလေးကိုချိတ်ပြီးတော့လက်ချင်ကန်လုပ်ပြပါအောင်ဆရာမအောင်ဟောဒီမှာကြည့်ရက်ခါစားအလုံးမလုပ်တာဘူးဟောလက်ချလိုက်ပါအောင်လက်ချလိုက်လက်ကလေးပြန်တင်လိုက်ပါအောင်လက်ချလိုက်ပါအောင်တွေ့လားမလားဒီလိုမျိုးလေးဖြစ်လာဖို့ဆရာမ1ဘလောက်တာလဲအမတ်တလေးရက်ကြည့်မယ်ဟုတ်ပြီခြေထောက်လေးစုလိုက်ပါအောင်ခြေထောက်စုလိုက်လက်ကလေးချလိုက်ပါအောင်ကျန်ဒါ
ဒါစဉ်းစားကြည့်ဒါတစ်မျိုးဟာပတ်စံနဲ့ပေးဝယ်လို့ဘယ်မှသွားခုလို့မရပါဘူးเนาะမတက်လေးရက်သွားပြီတွေ့မလားဒါကျန်းဖြောင်းတန်းနေပဲသူလူတယောက်စကားလည်းပြောနိုင်သွားပြီကဲစစမ်းမအောင်ခြေလန်းနေလည်းအခုစတင်နေပြီဒါကျမတို့ကလိန်နာမဟုတ်ဘူးဆိုတာကိုကျမတို့သိစေချင်တာပါเนาะအားလုံးပဲဒီလူမှုကွန်ရက်မှာလည်းဒါဆရာမတို့ဟာလွတ်လပ်စွာကြည်နိုင်ပါတယ်။တော့ဆရာမတို့စင်တာကိုလည်းအချိန်မီလာရောက်လေပတ်ပြီးတော့တေချာခန်းခန်းနာနာလေးလာစီချင်ပါတယ်ကြိုးဆိုပါတယ်အားလုံးကိုလည်းเนาะစနေတင်နေခွန်းလည်းဒီမှာအခမဲ့ကုသခွင့်ပေးနေပါပြီ။လစဉ်လာတိုင်းအပတ်စဉ်ပတ်တိုင်းစနေတင်နေခွန်းဆိုအခမဲ့ကုပေးပါတယ်ပြင်ပလူနာတွေကိုပေါ့เนาะ။ဟုတ်ကဲ့အဲ့ဒါလေးကိုခုတည်းကလူမှုကွန်ရက်ကနေအသိပေးပြရစီဆရာမတို့ပေါ်မှာဝေဖန်တာပြစ်တင်တာတွေမစောပါနဲ့ဆိုတာဆရာမဒီကနေပဲပြုတ်ပြချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်